ကျောင်းသားများအားလုံးဟာကျွန်တော်တို့ဒီစိတ်လေးတော်ဝင်နေတဲ့အခါကျောင်းကိုပေါင်းစိတ်ပေါ်ကျောင်းသားဟောင်းများပြီးရှင်းနေပါလေဒီလိုပေါ်နေတဲ့ဆရာတော်တို့ပေါင်းပေးရဖြစ်လက်ဆောင်တော်ဝဲအဆောက်တော်ဝဲကိုဘုလိုရဲ့တိုက်ခိုက်ဝါနဲ့ပါဝင်ပြီးဆောင်ရွက်သွားကြပါလို့ပြောကြရင်ဒီလိုချုပ်ပါအခုလိုရှင်းပြရတာတော့ကျောင်းသားတက်ချုပ်ကသူ့ရဲ့ကျေးဇူးရှိပါရှင်အစီအစဉ်900တက်ရောက်လာကြတော့ကျောင်းသားဟောင်းများမှဆရာကြီးဆရာမကြီးများကိုတော့အစီအစဉ်ပါရှင်တော့သူအားကျောင်းသားအောင်တို့မှတိုင်ပြရမှာပါရှင်အားလုံးတိုင်းတော်လာဆက်တော်ပြန်မရခင်အတိုင်းဖြစ်တော်အနန္တဘိုင်းတွေဆရာကြီးဆရာမကြီးများအားဒီကြောင့်သာကျွန်တော်တို့ဒီအချိန်ကဆရာများကိုကာယကံဝစီကံမနောအတုံးပါလုံးကတဘာဝဘောကံဖြင့်ပြမာတိရှိတော်ထိုမြတ်တို့မှာတော့ပါစေခြင်းကျုံးမှာဘုရားယေရနာတရားယေရနာသံဃာယေရနာယေရနာသုံးပါးကိုဥထိတ်ထား၍စကားတော်ကြီးစုံကြီးယုံကြည်ပြန်လို့လက်ဆက်ပြအိမ်မှာလို့၍စကောတော်ပါကြီးဆရာကြီးစပါးများဘုတော်ကြီးချာတော်တော်စီစဉ်6ရာတက်ရောက်လာကြတော့အသက်80အထက် OPA ကျောင်း